အခုလာမဲ့ match လာ6ရက်နေ့မှာထွက်ရှိမဲ့ 1ME update version 1.4 မှာဘာတွေပါလာမလဲဆိုတာကိုမသိသေးတဲ့ brother တွေအတွက်ဒီနေ့ဗီဒီယိုလေးကတော့ Hardy expansion မှာပါလာမဲ့အကြောင်းအရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကဲအားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဇက်ပါ။ဗီဒီယိုလေးမစခင်မှာ in-game update အတွက်ဈေးသက်သာပြီးတော့ယုံကြည်စိတ်ချရတဲ့ game set application လေးအကြောင်းကိုပြပြပေးပါမယ်။အခုကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်း mobile legend အတိုင်းပေါ့ PUBG UC ပြင်တခြား game တော်တော်များများရဲ့ in-game update ကိုငွေဖြည့်ထားရုံနဲ့ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာစောင့်နေရမလို့ပဲနဲ့24နာရီဝယ်ယူအားပေးနိုင်ပါတယ်။ဝယ်ယူချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ application link လေးကိုတင်ထားပေးပါတယ်။မတွေ့ရင်လည်း chat box ကနေလာမေးလို့ရပါတယ်။ရုံကြည်ကြည်နဲ့ဝယ်ယူအားပေးခဲ့ကြတဲ့ customer တဦးချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။ပထမဆုံးအနေနဲ့ map condition လေးကနေအရင်စလိုက်ပါမယ်။ဒီဟာစီမှာဆိုရင်တော့ Jaggy Pass လို့ခေါ်တဲ့ဒီတဲကန်နိုင်ရဆက်ဆံနေရာတွေရဲ့လျံကျိုးလို့ခေါ်တဲ့ဒီနှင်းတွေဖုံးနေတဲ့နေရာရဲ့နောက်ဆုံးနေရာဖြစ်တဲ့ဒီချင်းချွန်ကတော့သူကထိမ့်သိမ့်ဆူဆူလေးနဲ့အရန်လာတဲ့ data ဆိုပြီးတော့ data 3ပိုင်းခွဲထားပါတယ်။ဒီ data တစ်ခုနဲ့တစ်ခု chapter တစ်ခုနဲ့တစ်ခုထွက်ဖို့ကလည်း28ရက်ခြားတစ်ခါထွက်မယ်လို့လည်းပြောထားပါတယ်။ဒီနောက်ဆုံးမှဖြစ်တဲ့ချင်းချွန်မှာကတော့ຫນွေဦးမိုးဆောင်းဆိုပြီးတော့ weather condition ၄မျိုးနဲ့စော်ကစားနိုင်မှာဖြစ်ပါတယ်။နောက်ထပ် main story အသစ်အနေနဲ့ကတော့ဒီ chapter 1 Balasak ဆိုပြီးတော့ထွက်ရှိလာမှာဖြစ်ပြီးတော့ volume 1 2 3ဆိုပြီးတော့နောက်ထပ်ထပ်ရှိပါသေးတယ်။နောက်ထပ် Mystic Scale အနေနဲ့ကတော့ဒီ Cosmic Reversal လို့ခေါ်တဲ့အချိန်ကို manipulate လုပ်နိုင်တဲ့ scale တစ်ခုနဲ့ဒီ Monolith Scale လို့ခေါ်တဲ့ဒီ Transportation Scale ဆိုပြီးတော့နောက်ထပ်အသစ်2ခုထပ်ထွက်ဖို့ရှိပါတယ်။နောက်ထပ် Hardy Map ရဲ့ Regional Biomes တွေကတော့ဒါတွေဖြစ်ပါတယ်။တနည်းပြောရမယ်ဆိုရင်တော့ oddity တွေပေါ့။မာရှယ်အထဲမှာဆိုရင်တော့ဒီ Spring Dreamscape လို့ခေါ်တဲ့ T နဲ့ချရတဲ့မာရှယ်အသစ်တစ်မျိုးရဲ့နောက်ထပ်ကျိုးနဲ့ချရတဲ့ Fleeting Cloud ဆိုတဲ့မာရှယ်တစ်မျိုးပါလာဖို့ရှိပါတယ်။ဒါအပြင်ဒီ Handblade ကိုပါမိတ်ဆက်သွားပါတယ်။သူကတော့ဒီ update မှာပါလာမှာမဟုတ်တော့ဘူးပေါ့နော်။ခံမှန်းကြည့် April လလောက်တော့ဒီ Handblade ကထွက်လာနိုင်ခြေရှိပါတယ်။ Warboss မှာဆိုရင်တော့ဒီခေါက်စင်းလားကြောက်ချင်းလားတော့မသိဘူးပေါ့နော်။အဲ့ဒီတရုတ်စစ်သူကြီးအကောင့်တစ်ကောင်နဲ့ Wandering Ark လို့ခေါ်တဲ့အိမ်လိုလို monster လိုအကောင့်တစ်ကောင်အသစ်ထွက်လာဖို့ရှိပါတယ်။အခုပြထားတဲ့ Warboss 9ကောင်ကတော့ April လမှာထွက်လာမှာဖြစ်ပါတယ်။အခု update မှာမပါဘူးဆိုပေမဲ့ပြကြလို့ပြတာပါ။ appearance ထဲမှာဆိုရင်တော့ Desert Cavalry ဆိုတဲ့အင်ကြီးရယ် Battle Pass မှာဆိုရင်အခုပြထားတဲ့ Tiger Bane ဆိုတဲ့အင်ကြီးရယ်နောက်ဆုံး Gacha မှာဆိုရင်တော့ Snowy River လို့ခေါ်တဲ့အင်ကြီးရယ်ဆိုပြီးတော့အသစ်ထွက်လာမှာဖြစ်ပါတယ်။ Mount မှာဆိုရင်တော့အခုပြထားတဲ့လာကြီးကိုစီးလို့ရမှာဖြစ်ပါတယ်။လာစီးကျင်တဲ့ brother တွေ comment မှာမှန်ခဲ့ကြပါအောင်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်လည်းဒီထက်ကောင်းတဲ့ဗီဒီယိုလေးတွေကိုတင်ပေးသွားမှာမလို့ကျွန်တော်တို့ရဲ့ Game Set Page လေးကို like and follow လေးလုပ်ပေးကြပါအောင်။အားလုံးပဲဘိုင်ဘိုင်ပါ။